大家不现在来，自己打开来。ကြော်မဲ့ဒေတာတွေအနေနဲ့မုံတိုင်းအဆင့်သတိပေးချက်တွေကိုအဆက်မပြတ်နားထောင်တာအရေးပေါ်ဆေးဝါးနဲ့အသုံးအဆောင်တွေကိုကြိုတင်ပြင်ဆင်ထားတာမျိုးတွေလုပ်ရမယ်လို့လည်းဆိုပါတယ်အင်အားပြင်းထန်တဲ့ဆိုင်ကလုန်းမုန်တိုင်းမိုခါဟာမေလ14ရက်ဒီနေ့နေ့လယ်ပိုင်းကစလို့မြန်မာနိုင်ငံရခိုင်ပြည်နယ်ထဲကိုဖြတ်တန်းဝင်ရောက်နေပြီးညနေပိုင်းအထိရထားတဲ့စီးရင်အရမုန်တိုင်းကြောင့်နိုင်ငံတော်ဝန်လူ6ဦးသေဆုံးခဲ့ပါတယ်။ရခိုင်ပြည်နယ်ရမ်းပြဲမြို့နယ်ကအသက်30အရွယ်အမျိုးသမီး2ဦး AR တိုင်းရေကြီးနဲ့တောင်ကုတ်မြို့နယ်ကအသက်20ကျော်အရွယ်အမျိုးသား2ဦးမန္တလေးတိုင်းပြင်ဦးလွင်မြို့ကအသက်50ကျော်အရွယ်အမျိုးသား2ဦးနဲ့ရှမ်းပြည်နယ်တာချီလိတ်မြို့ကအသက်20ကျော်အရွယ်လူငယ်ဇနီးမောင်နှံဖြစ်ပါတယ်။တာချီလိတ်မြို့ကဇနီးမောင်နှံဟာဒီနေ့မနေ့အိပ်ပျော်နေချိန်မိုးလေတီးထန်ပြီးတော့မြေပြိုကျတာကြောင့်သေဆုံးခဲ့တာလို့တာချီလိတ်အခြေစိုက်လူမှုကူညီရေးအဖွဲ့တွေကပြောပါတယ်။ကြံတဲ့၄ဦးကတော့လေပြင်းတိုက်တစ်ပင်တွေလဲကျပြီးမိပြီးတော့သေဆုံးခဲ့တာပါ။မုန်တိုင်းဗဟိုချက်မအဖြစ်တိုက်ခိုက်ခံခဲ့ရတဲ့စစ်တွေမျိုးကလမ်းမတွေပေါ်မှာလူသားလူလာမရှိတော့ပဲမုန်တိုင်းနဲ့အတူမြို့ပေါ်ရက်ကွက်တချို့မှာဒီရေတွေပါတက်လာတယ်လို့ဒေသခံတွေကပြောပါတယ်။စစ်တွေမျိုးရဲ့အနှိမ့်ပိုင်းရက်ကွက်တချို့မှာပင်လယ်ရေ10ပေနီးပါးဝင်ရောက်နေပြီးနေအိမ်ပြိဘောကပစ္စည်းတွေလည်းရေပေါ်မှာမျောနေတယ်လို့ဆိုပါတယ်။မုန်တိုင်းအရှိန်ကြောင့်တစ်ပင်တွေလဲတာနေအိမ်တွေအမိုးအကာတွေလေနဲ့အတူပါကုန်တယ်လို့စစ်တွေမျိုးပေါ်ကနှစ်ပေါင်း40ကျော်ရှိတဲ့ဆက်သွယ်ရေးတာဝါတိုင်းတချို့ပြိုကျကုန်လို့ဖုန်းလိုင်းတွေပြတ်တောက်နေတယ်လို့လည်းပြောပါတယ်။စစ်တွေမျိုးဘောင်းထွတ်သားစုရက်ကွက်မှာနေထိုင်တဲ့ကိုလင်းလင်းကတော့လေတိုက်နှုံးအရှိန်ကြောင့်နေအိမ်တဝက်နီးပါးအမိုးတွေလေနဲ့အတူပါသွားတယ်လို့ RFA ကိုပြောပါတယ်။လေအပြင်းဆုံးအချိန်မှာရှိလို့ပြောရတယ်ပါ။ဟုတ်တယ်ကခေါမိုးတွေလည်းတော့တော့ရေတိုင်းတွေတုတ်ကြတာတော့အဲ့ဒါမျိုးရှိတာ။ဒီလေးတာတော့ကျွန်တော်တို့အိမ်မှာလည်းခေါမိုးတစ်ချက်တော့လန်တော့ရ။ခုတော့ကျွန်တော်တို့အဲ့လိုပဲအိမ်ပေါ်မှာပဲနေကြကျွန်တော်တို့လည်းဆိုတော့ကျွန်တော်တို့ဟောပေါ့နော်ဟိုတစ်ထပ်အိမ်ပေါ့နော်။ဘေးထဲမှာလည်းကျွန်တော်တို့3ထပ်အိမ်ရှိရတာ။အဲ့လိုကျွန်တော်တို့3ထပ်အိမ်အခုအေးမှဖြစ်လာတော့အဲ့3ထပ်တိုက်ကိုတော့ရှင်းနေလို့လူထားရကြ။ဘာမှကောက်ကင်ပေါ်ပြီးတော့နည်းနည်းခက်နေကြ။စစ်တွေမျိုးရက်ကွက်တချို့မှာလည်းဒီနေ့နေ့လယ်ပိုင်းကတည်းကပင်လယ်ရေဝင်ရောက်နေပြီးနေအိမ်တွေမှာပိတ်မိနေသူတွေလည်းရှိရလို့ဆိုပါတယ်။မုန်တိုင်းအခြေအနေအရလေရောမိုးရောသဲနေတာကြောင့်ကယ်ဆယ်ရေးတွေမလုပ်နိုင်သေးပဲမုန်တိုင်းပြီးမဲ့အချိန်ကိုပဲစောင့်နေကြရတယ်လို့ဒေသခံတွေကပြောပါတယ်။ကြောက်ဖြူမျိုးမှာတော့နေ့လယ်တနာရီကျော်ကမုန်တိုင်းရဲ့အရှိန်ကြောင့်လေတိုက်ခိုက်မှုပြင်းထန်ခဲ့ပြီးညနေ4နာရီမှာတော့ငြိမ်သက်သွားတယ်လို့ကြောက်ဖြူမျိုးကအမည်မဖော်လိုတဲ့ဒေသခံတူကပြောပါတယ်။လက်လို့အချိန်ကတော့ဟိုကညီတော့ညီတော့ဒီလိုအနာရီဝန်ကျင်တော့လေရတူလို့ဆိုရောအနာရီမှန်ရှိစီကြတော့ရှိဒီလိုဘိုးကတော့ဝန်ကျင်တော့ရှိအမှန်နဲ့ချင်းကျေးဇူးတွေကတော့ဘယ်လိုချင်းဟိုကျွန်တော်တို့ကတော့ဒီကျေးဇူးရဲ့နေရာတော့ရှိနေတယ်ဒီကျဲချင်နေတော့ဒီတိုင်းကြတော့ညာကြီးရှိတယ်လမ်းတွေပါတော့ပြည်တွေပါပြောတာတော့လမ်းပေါ်မှာပြည်တွေပါပြောနေတခါတည်းအောက်ချင်းပြီးတော့အဲ့လိုလိုက်တာဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဆက်ဘဇားပြည်နယ်မှာတော့နေ့လယ်2နာရီကျော်ကလေးကမိုခါမုန်တိုင်းကြောင့်လေပြင်းတွေစတင်တိုက်ခတ်လာတယ်လို့ဒုက္ခသည်တွေကပြောပါတယ်။မိုးနဲ့လေပြင်းတိုက်ခတ်မှုတွေရှိနေပေမဲ့အခြေအနေကိုကြည့်ပြီးမှဘင်္ဂလားဒေ့ရှ်အစိုးရစီစဉ်ပေးထားတဲ့အရေးပေါ်နေရာတွေကိုရွှေ့ပြောင်းမယ်လို့ကုတုပလောင်ဒုက္ခသည်စခန်းကဒုက္ခသည်တဦးက RFA ကိုပြောပါတယ်။ဒီမှာစီစဉ်ပေးတဲ့ဟိုစာတင်ချောင်းပေါ့နော်ဘာသာရေးစာတင်ချောင်းနဲ့ဟို NGO အရင် NGO တွေရဲ့စာတင်ချောင်းဆိုတာကဒီမှာလူတွေကလောက်မှမဟုတ်ဘူးမလုံးငါဘူး
ပြီးတော့အဲ့ဒီစာတင်ချောင်းနဲ့ဟိုဘာသာရေးစာတင်ချောင်းဆိုတာလေဒါကအမှုကတော့ရွတ်ပြင်တေပါပဲပြီးတော့ခါကတော့တရေပေါ့နော်အဲ့ဒီဟာတွေလေခိုင်လုံမှုမရှိဘူးပြီးတော့ဒီလူတွေလေလောက်မှာမဟုတ်ဘူးဒါကတော်တော်လေးစိုးရင်ကြပါတော့